အဆောက်အဦမီးလောင်ပြီးနောက်ရွာထဲမှာတိတ်ဆိတ်မှုကြီးစိုးနေတယ်။ရွာလူကြီးပျောက်သွားတယ်။သူ့လူတချို့လည်းမတွေ့ရတော့ဘူး။မောင်သားချိုအဖေကိုအိမ်ခေါ်လာတယ်။အဖေအားနည်းနေတယ်။ဒါပေမဲ့စိတ်ကတမ်းမာနေတယ်။အခုတော့အမှန်တရားပေါ်လာပြီးသူတိုးတိုးပြောတယ်။မဲသဇင်အဲ့ဒီညကမီးလယ်မှာပျောက်ကွယ်သွားပေမဲ့သူမအလင်းရောင်အနှဲငယ်ရွာပတ်ဝန်းကျင်မှာဆက်ရှိနေသလိုခံစားရတယ်။ညံ့နဲ့လာတယ်။မောင်သားချိုတယောက်တည်းအိမ်ရှိထိုင်နေတယ်။လေကအေးဆက်နေတယ်။ရုတ်တရက်ရွာနောက်ဘက်ကနေလူတချို့လာနေတယ်။သူတို့မျက်နှာမပျော်ဘူး။တယောက်ကအော်တယ်မင်းတို့အမားကိုဖော်ထုတ်တာရက်ပါ။မောင်သားချိုရက်လိုက်တယ်။အမှန်တရားကိုမရက်နိုင်ဘူး။အဲ့ဒီအချိန်မိုးကတဖြည်းဖြည်းလာကျလာတယ်။လေပြင်းတစ်ချက်မဲသဇင်အရေးတစ်ခုပြန်ပေါ်လာတယ်။ဒီတစ်ချိန်သူမမျက်နှာငိမ့်ချမ်းနေတယ်။နောက်ဆုံးစမ်းသပ်မှုလာပြီ။မောင်သားချိုနားလေသွားတယ်။ရွာသားတွေမိရှို့ခဲ့တာသူမကိုထပ်မံဖျက်ဆီးဖို့ကြိုးစားနေတာပဲ။သူမျက်လုံးတည်ငြိမ်စွာပြောတယ်ငါမထွက်ပြေးဘူး။မဲသဇင်ကောင်းညိတ်တယ်အဲ့ဒီအချိန်လူတချို့အိမ်ဘက်ဝင်လာတယ်။မောင်သားချိုအဖေကိုထိန်းဖို့ကြိုးစားတယ်။ဒါပေမဲ့သူမကြောက်ဘူး။တင်တို့လုပ်ခဲ့တာတွေအခုပြန်လဲရင်ဆိုင်ရမယ်။ရွာသားတချို့တုံးလှုပ်သွားတယ်။မီးလင်းနဲ့မိုးရေထဲမှာမဲသဇင်အလင်းတစင်းလိုတောက်ပနေတယ်။ရုတ်တရက်လူတယောက်လဲကျသွားတယ်။မောင်သားချိုမျက်လုံးကြည့်သွားတယ်။ဒါဟာတိုက်ပွဲမဟုတ်ဘူး။ဒါဟာအမှန်တရားရဲ့အဆုံးသတ်မဟုတ်ဘူး။မဲသဇင်တိုးတိုးပြောတယ်မနှက်ဖြန်မနှက်ရွာတစ်ခုလုံးသိရမယ်။ပြီးတော့သူမအရေးလေးအဖြစ်ကြံရစ်သွားတယ်။မောင်သားချိုရင်ထဲမေးခွန်းတစ်ခုအမှန်တရားဖော်ထုတ်ပြီးနောက်မဲသဇင်ဘာဖြစ်မလဲ။